တနေ့မှာကိုခန္ဓာချင်းဆက်နေတဲ့အမွှာညီအမ2ယောက်ရှိပါတယ်။တိုက်ဆိုင်မဲ့သူတို့2ယောက်လုံးဟာအမျိုးသား1ယောက်တည်းကိုချစ်မိသွားကြတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကအမဖြစ်သူကိုပဲပြန်ချစ်ခဲ့တာပါ။မနာလိုမှုရဲ့အစမိမိချစ်ရသူနဲ့အမဖြစ်သူတို့ချစ်ကြိုက်နေတာကိုမြင်ရတဲ့ညီမဖြစ်သူဟာမနာလိုဝန်တိုစိတ်တွေဖြစ်ပေါ်လာပြီးအမကပဲသူ့အချစ်ကိုလူယူသွားတယ်လို့ထင်မြင်လာခဲ့ပါတယ်။ညီမဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကအမကိုစိတ်နှောက်ယှက်ဖြစ်စေတာကြောင့်အမဖြစ်သူကသူတို့2ယောက်ကိုခွဲစိတ်ပြီးခန္ဓာကိုယ်ခွဲထုတ်ဖို့အမေဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညီမဖြစ်သူကတော့ခွဲစိတ်ဖို့ကိုအပြင်းထန်ညှင်းဆန်ခဲ့ပါတယ်။ကွဲကွာခြင်းနဲ့အမုန်းတရားအခြေအနေတွေကပိုဆိုးလာပြီးတနေ့မှာတော့အဲ့ဒီအမျိုးသားဟာအဝေးတနေရာကိုထွက်ခွာသွားဖို့ဖြစ်လာပါတယ်။အမဖြစ်သူကသူ့ကိုနောက်ဆုံးနှုတ်ဆက်ခြင်းပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်မနှုတ်ဆက်လိုက်ရပဲအမျိုးသားဟာထွက်ခွာသွားခဲ့ပါတယ်။အမဖြစ်သူဟာသူကိုယ်တိုင်ဆွဲထားတဲ့အဲ့ဒီအမျိုးသားရဲ့ပုံလေးကိုကြည့်ပြီးလွမ်းဆွနေတတ်ပါတယ်။ဒါကိုမြင်တဲ့ညီမဖြစ်သူကပိုပြီးဒေါသထွက်လာကဓာတ်ပုံကိုအစိတ်မွှာဆုပ်ဖြဲပစ်လိုက်ပါတော့တယ်။ကြောက်မက်ဖွယ်ရာအဆုံးသက်ညီမဖြစ်သူရဲ့အပြုအမူတွေကိုတီးမခံနိုင်တော့တဲ့အမဖြစ်သူကလမ်းခွဲဖို့ဆုံးဖြတ်လိုက်တဲ့အခါစကားများရန်ဖြစ်ကြရင်ညီမဖြစ်သူကအမကိုလဲပင်ညှစ်တက်လိုက်ပါတော့တယ်။ဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်အမေဖြစ်သူကသူတို့ကိုခွဲစိတ်ပေးခဲ့ရပြီးအမနေရာမှာညီမဖြစ်သူကအစားထိုးဝင်ရောက်နေထိုင်ခဲ့ပါတယ်။ဝစ်လေချင်းနောက်ဆုံးမှာတော့ညီမဖြစ်သူဟာအမရဲ့ချစ်သူနဲ့လက်ထပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဘဝထဲကိုထူဆန်းပြီးကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုရောက်ရှိလာပါတော့တယ်